ဒီနေ့မှာတော့ကိုဝင်ဆောင်ကာလရဲ့အစောပိုင်း3လအတွင်းဖြူစုဆောင်ရှောက်မှုအကြောင်းကိုပြောပြပေးသွားမှာပါဒီအချိန်ဟာတကယ့်ကိုအရေးကြီးပါရဲ့ဘာဖြစ်လို့လဲဆိုတော့မွေးဖွားလာမယ့်ကလေးလေးတစ်ယောက်ရဲ့တသက်တာကျန်းမာရေးအထူးအခြေခံအုံးမစ်ကိုချပေးတဲ့ကာလဖြစ်နေလို့ပါပဲကဲအရင်ဆုံးကိန်းဂဏန်းတစ်ခုနဲ့စလိုက်ကြရအောင်အဲ့ဒါကတော့နံပါတ်30ပါဟုတ်ပါတယ်ဒီနံပါတ်10ကကိုဝင်ဆောင်ကာလရဲ့ပထမဆုံး10ပတ်ဒါမှမဟုတ်ပထမ3လပတ်ကိုစားပေးပါတယ်ဒီကာလဟာကလေးငယ်လေးတယောက်ရဲ့ဘဝတစ်ဆောင်လုံးအတွက်ဖွံ့ဖြိုးမှုခြေခံအုံးမြင့်တွေကိုတိဆော့ပေးရဲ့အင်မတန်မှအရေးကြီးတဲ့ချိန်ကာလတစ်ခုပါပဲကဲဒီအရေးကြီးတဲ့ကာလအကြောင်းကိုပို့ပြီးရှင်းရှင်းလင်းလင်းတည်နှံဖို့အတွက်ဒီကအပိုင်း5ပိုင်းခွဲပြီးတစ်ခုချင်းစီခုကြည့်သွားကြပါမယ်ဒါကတော့ဒီနေ့တော့ကျွန်တော်တို့အတူတူသွားကြမယ်လမ်းကြောင်းလေးပါပဲဟုတ်ပြီပထမဆုံးအနေနဲ့ဒီစိုးပိုင်းရက်သက်တဲ့ပါတီကဘာကြောင့်ဒီလောက်တော့အရေးကြီးရလာလဲဆိုတဲ့အကြောင်းရင်းကိုအရင်ဆုံးလေ့လာကြည့်ကြရအောင်ဒီအချိန်ဟာတကယ်ကိုတိမ်မွေ့နူးညံ့တဲ့ကာလတစ်ခုပါဘာလို့လဲဆိုတော့ကလေးငယ်လေးတယောက်ရဲ့အနာဂတ်ချမ်းသာရေးတစ်ခုလုံးအတွက်အရေးကြီးဆုံးအုတ်မြစ်တွေကိုတစ်ချက်ချင်းစီစီပြီးတည်ဆောက်နေတဲ့အချိန်ဖြစ်နေလို့ပါပဲဒီအချိန်လေးအတွင်းမှာပဲကလေးငယ်လေးရဲ့ဦးနှောက်ကြောရိုးနှလုံးသားနဲ့အဓိကကိုအင်္ဂါအောက်အဆအတိုင်းပွနေတဲ့အားလုံးကအရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်နေတာပါတကယ်ကိုအံ့ဩစရာကောင်းပါတယ်ကဲဒီလိုအန်အော်စရာကောင်းမဲ့ဖွံ့ဖြိုးမှုကြီးကိုအကောင်းဆုံးဖြစ်အောင်ဘယ်လိုပံ့ပိုးပေးနိုင်မလဲဒါကိုလက်တွေ့ကြလောက်ဆောင်နိုင်ဖို့အတွက်လိုက်နာသင့်တဲ့အချက်တွေကိုနောက်အပိုင်းမှာဆက်ပြီးကြည့်လိုက်ကြရအောင်ကျမ်းမာတဲ့ကိုယ်ဆောင်ဘွားကိုစောတင်ဖို့တော့အဓိကတော့ချက်5ချက်ရှိပါတယ်ဒီ5ချက်ကပါတယ်ဆိုတော့တစ်ခုချင်းစီကြည့်လိုက်ကြရအောင်အားလုံးထဲမှာအချစ်ကအကြောင်းဆုံးကတော့အာဟာရပါပဲကိုဝင်ဆောင်မိခင်စားထုံးလိုက်တဲ့အစားအစာတိုင်းဟာကလေးငယ်ရဲ့ဖွံ့ဖြိုးမှုအတွက်တိုက်ရိုက်သက်ရောက်မှုရှိပါတယ်ဒါကြောင့်မို့လို့ယင်းဒီဟင်းရွက်တစ်တီအသားငါးငနေနိုးနဲ့နိုးထွက်ပစ္စည်းအချိအာဟာရစုံလင်အောင်စားသုံးဖို့နဲ့ရေတမ်းများများတောက်သုံးပေးဖို့ကအင်မတန်မှအရေးကြီးပါတယ်။ဘာတွေလုပ်ရမလဲဆိုတာသိထားဖို့အရေးကြီးတယ်လို့ပဲ။ဘာတွေကိုရှောင်ရမလဲဆိုတာကိုသိထားဖို့ကလည်းအရေးကြီးပါတယ်။ဒါကြောင့်ကိုဝင်ဆောင်မိခင်နဲ့ကလေးငယ်ကိုအန်ရမဖြစ်စေဖို့ရှောင်ကျဉ်တဲ့အဓိကအချက်တွေကိုစပီလေးလာကြည့်ကြပါမယ်။အဓိကအချက်ကတော့ရှင်းလေးပါပဲ။အချို့အရာတွေဟာဖွံ့ဖြိုးဆဲကလေးငယ်လေးကိုတိုက်ရိုက်ထိခိုက်စေနိုင်လို့ပါပဲဒါကြောင့်ဆေးလေးတောက်တာရက်တောက်တာပြီးတော့ကျမရဲ့ဝန်ထမ်းကညွှန်ကြားထားတာမဟုတ်တဲ့ဘလို့ဆေးဝါးမျိုးကိုမှလုံးဝမသုံးဆွဲသင့်ပါဘူးဒီအရာတွေဟာကလေးငယ်မှာပြင်းထန်တဲ့ဖွံ့ဖြိုးမှုဆိုင်ရာချိုးယွင်းချက်တွေကိုဖြစ်စေနိုင်ပါတယ်ဒါအပြင်နေ့စဉ်ဘဝမှာလည်းသတိထားမဲ့အချက်လေးတွေရှိပါသေးတယ်ဥပမာအလေးပဲ့မတမျိုးလမ်းကြမ်းမှာခရီးဝေးသွားလာမျိုးကိုရှောင်ရပါမယ်အစားတောက်မှာဆိုရင်လည်းအစိမ်းအကြက်မကြက်စားတာမျိုးတွေပိုမတက်ထားရနှုတ်ကိုမတန့်ရှင်းတဲ့ရေတို့ကိုရှောင်ဖို့ကလည်းအရေးကြီးပါတယ်ကဲနောက်ထပ်အရန်ရေးကြီးတဲ့အပိုင်းတစ်ခုကိုရောက်လာပါပြီဒါကတော့ကိုဝင်ဆောင်ချင်းမှာဖိလိဖစ်တာရှိတဲ့တာမန်လက္ခဏာတွေနဲ့အရေးပေါ်အကူအညီချက်ချင်းလိုအပ်တဲ့အန်တီလက္ခဏာတွေကိုဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာပါပဲဒီမှာကြည့်လိုက်ရင်ခြားနာချက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဘယ်ဘက်ကပျော့တာအန်နာမောပန်းနာမျိုးတွေကဖိလိရှိလက္ခဏာတွေပါဒါပေမဲ့ညာဘက်မှာပြောထားတဲ့ဘိုက်အရန်အောင်တာတွေ့စင်မြတာမျိုးတွေကတော့လုံးဝလီလူရှူလို့မရတဲ့အရေးပေါ်အချက်ဖေးတာနေပါပဲဒီအချက်ကိုအသေးချာမှတ်ထားဖို့လိုပါတယ်ဒီမှာဖော်ပြထားတဲ့အန်ဒီလက္ခဏာတွေထဲကတစ်ခုခုဖြစ်လာပြီဆိုရင်ဥပမာဘိုက်အရန်အောင်တာတွေးစင်းများတာမူးမေလဲတာအဖျားကြီးတာမျိုးတွေပေါ့အချိန်လုံးဝမဆွဲပဲအနည်းဆုံးကျန်းမာရေးဌာနကိုချက်ချင်းသွားပြီးအကူအညီရယူဖို့အရေးကြီးဆုံးပါပဲကြားမှာရဲ့ကိုဝင်ဆောင်ကလေးတစ်ခုဟာကိုဝင်ဆောင်မိခင်တယောက်တည်းရဲ့အားထုတ်မှုပုံမှာပဲမူတည်နေတာမဟုတ်ပါဘူးသူ့ကိုဝင်းရံထားတဲ့မိသားစုဝင်တွေမိတ်ဆွေတင်ငယ်ချင်းတွေနဲ့ပတ်ဝန်းကျင်တွေအားပေးပံ့ပိုးမှုကအင်မတန်မှအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်ပံ့ပိုးကူညီမှုဆိုတာပုံစံအမျိုးမျိုးနဲ့လာနိုင်ပါတယ်အိမ်လောက်တွေကူးလို့ပေးတာအာဟာရရှိတဲ့အစားအသောက်တွေချက်ပြုတ်ကျွေးမွေးတာလိုမျိုးလက်တွေ့ကျတဲ့အကူအညီတွေပေးနိုင်တယ်လို့စစ်ပိုင်းဆိုင်ရာအားပေးစကားပြောပေးတာအနားယူဖို့တိုက်တွန်းတာမျိုးတွေကလည်းတန်ဖိုးမဖြတ်နိုင်တဲ့ပံ့ပိုးမှုတွေပါပဲဒီလိုပံ့ပိုးမှုတွေရဲ့အကျိုးသက်ရောက်မှုကတကယ်ကိုကြီးမားပါတယ်ဒီမှာပြောထားသလိုပါပဲအားပေးကူညီတဲ့ဝင်ချင်းတစ်ခုဟာစိတ်ဖိစီးမှုကိုလျော့ကျစေပြီးမိခင်နဲ့ကလေးနှစ်ယောက်လုံးအတွက်ပိုကောင်းတဲ့အကြမ်းမာရေးရလဒ်တွေကိုစောင့်ချင်းပေးနိုင်ပါတယ်ဒါကြောင့်အဓိကပြန်ပြီးအနှစ်ချုပ်ရမယ်ဆိုရင်ပထမဆုံး12ပါဟာကလေးငယ်ရဲ့ဖွံ့ဖြိုးမှုအတွက်အဆုံးဖြတ်ပေးတဲ့အချိန်ဖြစ်တဲ့စောစီးစွာစောင့်ရှောက်မှုခံယူတာအာဟာရပြည့်ဝအောင်စားတာပေးခင်းတဲ့အလေးကျင့်တွေကအဓိကတော့ချက်တွေဖြစ်တယ်။အန်တီလက္ခဏာတွေကိုသိပြီးချက်ချင်းအေးအေးယူဖို့လိုတယ်။ပြီးတော့မိသားစုနဲ့ပတ်ဝန်းကျင်အားပေးမှုကအင်အားတရဖြစ်တယ်ဆိုတာပါပဲ။
ဒါဆိုရင်တော့နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုထားခဲ့ချင်ပါတယ်ကိုဝင်ဆောင်မိဘတွေကိုပံ့ပိုးကူညီဖို့အတွက်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကနေဘလို့တင်းငယ်တဲ့လောက်ဆောင်မှုလေးတစ်ခုကိုစပြီးလုပ်ပေးနိုင်မလဲဒီသိပညာတွေကိုလက်တွေ့ဘဝမှာဘလို့အသုံးချပြီးအားလုံးတဲ့ပိုကောင်းတဲ့မွေးချင်တစ်ခုကိုဖန်တီးကြမလဲဆိုတာပါပဲ